လမ်းခွဲခြင်းတွေကပြောစရာမကောင်းဘူးဆိုပေမဲ့လေဒီချိန်ချက်စည်းအသင်းနဲ့လမ်းခွဲသွားတဲ့ကစားသမားတွေနဲ့ပတ်သက်လို့ချက်စည်းဖန်နေကြမှာတော်တော်လေးကိုပျော်နေလိမ့်ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အားလုံးပဲမင်္ဂလာပါ Sport Back ကိုကျေးဇူးလိုက်ပါတယ်ချက်စည်းသေးရဲ့တိုက်စစ်မှုဖြစ်တဲ့ Liam Delap ကတော့ဒီနေ့မှာ Nottingham Forest အသင်းကိုတရားဝင်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ Liam Delap ကိုတော့ချက်စည်းသင်းကပြောင်းရွှေ့ခြင်းပေါင်45တန် black အပိုစုခြင်း5တန်နဲ့ Nottingham Forest အသင်းကိုရောင်းချခဲ့တာဖြစ်တယ်။ Liam Delap ကိုချက်စည်းအသင်းတို့ Ipswich Town အသင်းစီကခေါ်ယူခဲ့စဉ်ကပေါင်တန်30တာပေးခဲ့တာဖြစ်ပြီးတော့လက်ရှိချိန်မှာ Nottingham Forest အသင်းကိုပေါင်45တန် black အပိုစုခြင်း5တန်ဒါကြောင့်မလို့ပေါင်တန်90ချက်စည်းအသင်းအနေနဲ့ Liam Delap စီကနေပြီးတော့နှုတ်ကြည့်လိုက်မယ်ဆိုရင်ပေါင်တန်း30အထိမျိုးမျိုးမြက်မြက်ရရှိခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်ချက်သေးသေးရဲ့နောက်ထပ်တိုက်စစ်မှုဖြစ်တဲ့ကျွန်တော် Nicholas Jackson ကလည်းလက်ရှိချိန်မှာ Aston Villa အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဒီစေးစစ်မှုခံယူဖို့အတွက်တော့ Aston Villa အသင်းစီကိုရောက်ရှိနေပြီဆိုပြီးတော့သတင်းတွေကသိရတယ်။ Nicholas Jackson ကိုတော့ချက်သေးသေးကဒီပေါင်65တန်ပတ်ကိနဲ့ Aston Villa အသင်းကိုရောက်ချတော့မှာဖြစ်တယ်။ Nicholas Jackson ကိုကျွန်တော်တို့ Villa ရဲ့အသင်းစီကနေခေါ်ယူခဲ့စဉ်တော့ကတော့ချက်သေးသေးကပေါင်35တန်ပဲပေးခဲ့တာဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ပေါင်65တန်းနဲ့ရောင်းထုတ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ Nicholas Jackson စီကနေတဲ့ချက်စီးတင်ကအကျိုးမြတ်တွေရရှိခဲ့တာဖြစ်တယ်။ဒါအပြင်ဘာစီလိုနာအသင်းကနေခေါ်ယူထားခဲ့တဲ့လူငယ်တိုက်စစ်ကိုမက်ကူတဲ့လက်ရှိချိန်မှာချက်စီးတင်ကနာပိုလီအသင်းစီကိုရောင်းချဖို့အတွက်တော်တော်လေးကိုနှီးစက်နေပြီဖြစ်ပါတယ်။နာပိုလီအသင်းကအဆိုပါတိုက်စစ်မှုကိုခေါ်ယူဖို့အတွက်ပေါင်တန်း20 black အပူစုကြီး9တန်းပြောင်းရွှေ့ကြီးပေါင်25တန်းနဲ့ခေါ်ယူဖို့အတွက်ဒီချက်စီးအသင်းနဲ့နာပိုလီအသင်းတို့ကြားမှာသဘောတူညီမှုရရှိဖို့အတွက်တော်တော်လေးကိုနှီးစက်နေတာဖြစ်ပါတယ်။မက်ကူရီရဲ့အတွက်ကလည်းချက်စီးတင်ကပေါင်9တန်းတာပေးခဲ့ရတယ်။ဒါပေမဲ့ပြန်ရောင်းချတဲ့အချိန်မှာတော့ပေါင်25တန်းလောက်နဲ့ရောင်းချခွင့်ရမယ်အတွက်ကြောင့်မလို့တော်တော်လေးကိုဒီမက်ကူရှိကနေနဲ့တော်တော်လေးအကျိုးနဲ့ရရှိသွားမှာဖြစ်ပါတယ်။ချက်စီးတင်ရဲ့ဒီလူရောင်းထုတ်မှုတွေနဲ့ပတ်သက်ပြီးတော့တခြားအသင်းဖန်တွေကပါတော်တော်လေးကိုချီးကျူးနေကြပြီးတော့အားကျနေတဲ့အနေအထားတွေကိုကျွန်တော်တို့မြင်တွေ့ရတယ်။ဒါချက်စီးအသင်းရဲ့တကယ်ကိုဒီအားကစားဒရိုင်တာတွေတော်တာတော့ကျွန်တော်တို့တကယ်ကိုအသိမဲ့ပြရမယ်။အခုလိုမျိုးအသင်းမှာနေရာလည်းမရဘူး။အသင်းရဲ့ဒီအကျိုးတော်လည်းဘာမှလည်းနေအသင်းရဲ့ဒီကစားကွက်တွေဒီအသင်းအတွက်အကျိုးပြုမှုတွေမှာတော်တော်လေးကိုနှဲပါတယ်ဒီ Liam Delap တို့ကျွန်တော် Nicholas Jackson တို့ Magu တို့လည်းအခုလိုမျိုးမျိုးမြက်မြက်နဲ့ဒီအကျိုးမြတ်ရရှိအောင်ရောင်းချနိုင်ခဲ့တဲ့ Chelsea ရဲ့အားကစား driver တွေကတော့မဖြစ်မနေချီးကျူးသွားမှာဖြစ်ပါတယ်။ Okay ဒါကတော့ဒီလမ်းခွဲခြင်းတွေထဲမှာချက်စီးရဲ့ကစားသမားတွေလမ်းခွဲသွားတဲ့အကြောင်းကတော့ချက်စီးဖန်တွေပျော်ရွှင်နေမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တကယ်ကိုယုံကြည်ပါတယ်။နောက်လာမယ့်ရက်တွေမှာကျွန်တော် Enzo Fernandez ကိုချက်စီးရဲ့ Manchester City ကိုရောင်းချသွားဖို့ရှိပြီးတော့ချက်စီးတင်ကအတန်ဟွာတန်ထက် Alex Scott ကိုပုံမို့ပြီးတော့စိတ်ဝင်စားနေရဆိုတဲ့အကြောင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်